Hello everyone, today I'm going to be discussing the difference between interested and interesting. Interested and interesting ဒီနှစ်ခုကအရန်လွယ်တယ်ဒါပေမဲ့ကျွန်တော်တစ်ခါကြာရင်အမှားလေးတွေလုပ်မိတတ်ပါတယ်ကဲ interested ကကြတော့တစ်ခုခုကိုစိတ်ဝင်စားတာ interesting ကကြတော့တစ်ခုခုကစိတ်ဝင်စားစရာကောင်းတာအဲဆိုရင်သူမကစိတ်ဝင်စားစရာကောင်းတယ်ဆိုလို့ရှိရင် she is interesting she is interesting သူမကစိတ်ဝင်စားစရာကောင်းတယ်အဲ့ဒီဇာတ်ကားကစိတ်ဝင်စားဖို့ကောင်းတယ်ဆိုရင် that movie is interesting that movie is interesting အဲ့ဒီဇာတ်ကားကစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီစာအုပ်ကစိတ်ဝင်စားဖို့ကောင်းတယ်ဆိုလို့ရှိရင် that book is interesting that book is interesting အဲ့ဒီစာအုပ်ကစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်နောက်တစ်ခုလာပြီ interested တစ်ခုခုကိုစိတ်ဝင်စားတာကျွန်တော်အဲ့ဒီစာအုပ်ကိုစိတ်ဝင်စားရဆိုလို့ရှိရင် I am interested in that book I am interested in that book သူမကအဲ့ဒီဇာတ်ကားကိုစိတ်ဝင်စားရဆိုလို့ရှိရင် she is interested in that movie she is interested in that movie သူမကအဲ့ဒီဇာတ်ကားကိုစိတ်ဝင်စားတယ်ငါသူမကိုစိတ်ဝင်စားရဆိုလို့ရှိရင် I am interested in her I am interested in her ငါသူမကိုစိတ်ဝင်စားတယ်ဟုတ်ပါကျွန်တော်ဒီစာကြောင်းလေးကြည့်လိုက်မယ်ဆို interested နဲ့ interesting ဘယ်လိုရှားနာရဲဆိုတာကိုအလွယ်တကူနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်ယူဆပါတယ် Thanks for watching see you in the next video